ကိုဘဝကိုပဲအာရုံစိုက်ပါကိုဘဝမှာဘာတွေလိုအပ်ချက်ရှိလဲကိုဘဝအတွက်ဘာတွေကိုများလှုပ်ဆောင်စရာရှိလဲဆိုတာကိုနံပါတ်1အနေနဲ့ကိုအရင်ဆုံးအာရုံစိုက်ပါကိုအာရုံမစိုက်ဘဲနဲ့ပတ်ဝန်းကျင်ကပြောသောစကားတွေကိုလိုက်လံခံစားနေမယ်ပတ်ဝန်းကျင်ကကိုယ့်ဘောဆက်ဆံတာတွေကိုအသေးမားလေးကစပြီးတော့လိုက်လံခံစားနေမယ်ဆိုရင်ကိုလိုချင်တဲ့ဘဝခီးလမ်းကိုလျင်မြန်စွာရောက်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်အပေါ်ကိုတက်ချင်တဲ့သူဟာကိုလေးလံစေတဲ့အရာတွေကိုလွတ်ချနိုင်ဖို့လိုတယ်ကိုဘယ်အရာတွေကလေးလံစေတာလဲကိုဘယ်အရာတွေကဘဝတက်လန်းအတွက်နှောင့်နှေးစေတာလဲဆိုတာကိုထင်ထင်ရှားရှားနဲ့သိအောင်လုပ်ပြီးတော့ကိုဘဝကိုအရင်ဆုံးပြန်ပြီးတည်ဆောက်ပါကိုဘဝကိုပြန်ပြီးတော့တည်ဆောက်ပြီးလို့ရှိရင်ငါလူတွေကိုဘာတွေကူညီနိုင်လဲငါသိထားတဲ့ပညာငါတတ်ထားတဲ့ပညာငါလူတွေကိုဘယ်လိုကူညီနိုင်လဲဆိုတာကိုနံပါတ်1စဉ်းစားပေးပါနံပါတ်1ကတော့ကိုဘဝကိုအရင်တည်ဆောက်နံပါတ်2ကတော့ကိုဖြစ်လာတဲ့ဘဝပေါ်မှာမူတည်ပြီးတော့လူတွေကိုဘာတွေပြန်ကူညီနိုင်လဲပရဟိတစိတ်ထားရှိဖို့လိုပါတယ်အဲ့တော့လူများစွာကိုမကူညီနိုင်ရင်တော့မှ